တငယ်ချင်းနေကောင်းလားအေးငါတို့အားလုံးနေကောင်းတယ်နေရောနေကောင်းလားငါလည်းနေကောင်းပါတယ်ဒါနဲ့နင်တို့မြန်မာပြည်ကိုဘယ်တော့ပြန်လာမှာလဲဒီမှာအားလုံးအဆင်ပြေနေပြီလေဒေါအောင်ဆန်းစုကြည်လည်းပြည်သူတွေရွေးကောက်လို့ပြည်သူ့လွှတ်တော်အမတ်ဖြစ်နေပြီနိုင်ငံရေးအကျဉ်းသားတွေလည်းလွှတ်ပေးလိုက်ပြီလေစစ်တပ်တွေနဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့လည်းငြိမ်းချမ်းရေးလက်မှတ်ရေးထိုးလိုက်ပြီအေးနိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့တွေကုမ္ပဏီတွေလည်းဗမာပြည်မှာလာပြီးတော့ယင်းနှိမ့်ညွန့်နှံမှုတွေလာလုပ်ကြတော့မယ်လေဒါကငါတို့အတွက်အလုပ်ကိုင်တွေရဖို့နဲ့စီးပွားရေးအလုပ်ကိုင်ဖို့အခွင့်အရေးတစ်ခုပဲဟာအဓိကရေးကြည့်တဲ့အချက်ကပြည်သူလူထုတွေပုံမကောင်းမွန်တဲ့ဘဝကိုရရှိဖို့ပဲလေပြီးတော့လေကလေးတွေကောင်းကောင်းမွန်မွန်ပညာသင်ယူနိုင်ဖို့ပဲနောက်ပြီးတော့ကြောက်ရွံ့ခြင်းမရှိပဲစီးပွားရေးတွေလုပ်ကိုင်နိုင်ပြီးအလုပ်တွေရှိပြီးတော့လုပ်ငန်းခွင်ထဲမှာလုံခြုံပြီးအလုပ်လုပ်နိုင်ဖို့လူတွေလေဒါမဲ့အစိုးရရဲ့သုံးစစ်ကိုပြန်ကြည့်မယ်ဆိုရင်အရင်နှစ်ထက်စာရင်စစ်တပ်သုံးစစ်ကို1.19 ထရီလီယံကျပ်ကနေ1.88 ထရီလီယံကျပ်တိုးမြင့်ထားတာတွေ့ရတယ်။ဒါကရာခိုင်နှုန်းအရ59ရာခိုင်နှုန်းတိုးမြင့်ထားတာလေ။ဟေးတကယ်အစိုးရပြောတာတော့စစ်တပ်အသုံးစရိတ်ကနိုင်ငံတော်အသုံးစရိတ်ရဲ့14.4ရာခိုင်နှုန်းပဲရှိတယ်လို့ပြောထားတယ်နော်။ဟုတ်တယ်တကယ်ဆိုရင်စစ်တပ်ရဲ့အသုံးစရိတ်ကို59ရာခိုင်နှုန်းထပ်တိုးမြင့်ထားတာဒါပေမဲ့ကျန်းမာရေးနဲ့ပညာရေးအသုံးစရိတ်နှစ်ခုပေါင်းတာတောင်မှစစ်တပ်ရဲ့အသုံးစရိတ်ထက်ဝက်လောက်တောင်မရှိဘူးအေးဟုတ်တယ်နောက်တစ်ခုကပြည်ပများစွာအုပ်ချုပ်လာတဲ့စစ်အာဏာရှင်စနစ်ကြောင့်ကျန်းမာရေးနဲ့ပညာရေးပြဿနာတိတ်ပြီးဆိုးဝါးနေတယ်ဒါတွေကိုဖြေရှင်းဖို့အတွက်ကျန်းမာရေးနဲ့ပညာရေးအသုံးစရိတ်တွေကိုအများကြီးတိုးမြင့်ဖို့လိုအပ်တယ်နောက်ပြီးတော့ယာနဲ့ရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေထောင်ထဲမှာရှိနေတော့ပဲဆိုတော့ငါတို့ရဲ့လောကမေ့ထားလို့မရဘူးနော်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုပုံမှန်400တင်တဲ့အချိန်မျိုးပြန်ဖမ်းပြီးထောင်ချလို့ရတယ်မတ်လတလထဲမှာတောင်မှနိုင်ငံရေးတက်ကြလှုပ်ရှားသူတွေ46ဦးကိုအစိုးရထောင်ချခဲ့ရလေအေးဥက္ကံဗီရလည်းနှခါရမဖမ်းဆီးခံခဲ့ပြီးပြီသူကရဲတပ်ဖွဲ့တွေကြားမှာနာမည်ကြီးနေတော့ပဲလေပြီးတော့လေလူခွင့်ရချိုးဖောက်မှုတွေရှိနေတော့မယ်အထူးသဖြင့်တိုင်းသားဒေသမှာအဖြစ်များတယ်ဥမာပေါ်တာဆွဲတာအတင်းအဓမ္မလှုပ်အားပေးစေခိုင်းတာမရင်းကျင့်တာလူတွေကိုမိုင်းရှင်းကရိယာအဖြစ်အသုံးပြုတာကလေးစစ်တပ်အဖြစ်အသုံးပြုတာတွေပေါ့ဒါပေမဲ့အစိုးရကလူအခွင့်အရေးကော်မရှင်ဖွဲ့စည်းထားပြီးပြီလေသူတို့ကတိုင်းသားဒေသမှာဖြစ်နေတဲ့လူခွင့်ရချိုးဖောက်မှုတွေကိုစုံစမ်းစစ်ဆေးပေးမှာမဟုတ်ဘူးဟာအစိုးရနဲ့တိုင်းသားလက်နက်ကန်တပ်ဖွဲ့တွေနဲ့ငင်းချိုင်းသဘောတူလက်မှတ်ထိုးပြီးပြီလေဒါကောင်းတဲ့ချက်ပဲမဟုတ်လားဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့မြန်မာပြည်မြောက်ပိုင်းနဲ့ရှေ့ပိုင်းတွေမှာတိုက်ပွဲတွေဖြစ်နေတော့ပဲမတ်လ2012ထဲမှာတိုက်ပွဲအနည်းဆုံးအကြိမ်20ဖြစ်ခဲ့တယ်ဒါကြောင့်မို့10နှစ်အတွင်းမှာရွှေ့ပြောင်းခံရတဲ့လူတွေပြီးခဲ့တဲ့နှစ်ကအများဆုံးပဲလေအဲ့ဒီတိုက်ပွဲတွေကြောင့်ကချင်ပြည်နယ်မှာစစ်ပြေးဒုက္ခသည်9000ကျော်ဥမဲ့အိမ်မဲဖြစ်ခဲ့ပြီးတော့ရှမ်းပြည်နယ်မှာလည်းလူတွေထောင်ပေါင်းများစွာဥမဲ့အိမ်မဲဖြစ်ခဲ့တယ်ဒါပေမဲ့အနည်းဆုံးတော့ဖွံ့ဖြိုးမှုစီမံကိန်းတွေငါတို့မြင်နေတာပဲဒါအလုပ်ရဖို့အခွင့်အလမ်းပုံများလာတာပဲလေဒါပေမဲ့လူတွေကိုတကယ်အကျိုးပြုမဲ့ဖွံ့ဖြိုးတိုးတက်မှုဖြစ်ဖို့လိုအပ်တယ်လူတွေကိုဒုက္ခဖြစ်စေမဲ့ဖွံ့ဖြိုးတိုးတက်မှုတွေငါတို့မလိုလားဘူးဟုတ်တယ်ဒါမှန်တယ်ဒဝယ်ရည်နဲ့စိတ်ကန်း gas pipeline တပ်တုတွင်းစီမံကိန်းနဲ့ရေကာတာတွေစောက်လုပ်တဲ့အတွက်လူတော်တော်များများရွှေ့ပြောင်းခံခဲ့ရတယ်သူတို့တွေကအစိုးရစီကနေဘာရောကြီးမှမရခဲ့ဘူးအဲ့ဒီစီမံကိန်းတွေကြောင့်မြန်မာနိုင်ငံတော်မှာပြည်သူတွေရဲ့အလဲရမီတွေဆုံးချုံးခံနေရတယ်ဥပမာချွေလီရေကာတာစစ်သားစခန်းတိုးချဲ့မှု gas pipeline စီမံကိန်းကြောင့်ဘလောင်ဒေသကမိသားစု65ရာခိုင်နှုန်းရော်ကျင်းမရပဲရွှေ့ပြောင်းခံခဲ့ရလေတေချာတာပေါ့အစိုးရကဒီလူတွေအတွက်နေရာပြန်လည်ချထားရေးမစီစဉ်ပေးဘူးလူထုတွေကိုကာကွယ်ဖို့အတွက်ဥပဒေလည်းမရှိဘူးတကယ်လို့နိုင်ငံတကာအတိုင်းဝိုင်းကစီးပွားရေးပိတ်ဆို့မှုတွေရုပ်သိမ်းလိုက်မယ်ဆိုရင်ကုမ္ပဏီတွေအများကြီးဝင်လာတော့မယ်ဒါကြောင့်လူတွေလည်းသူတို့ရဲ့လဲရမြေတွေကိုပိုပြီးဆုံးရှုံးရလိမ့်မယ်ဟုတ်ပါပြီနေပြောတာမှန်ပါတယ်ပြည့်စုံတဲ့အခြေအနေမဟုတ်ပေမဲ့နင်တို့မြန်မာပြည်မှာပြန်လာပြီးတော့လှုပ်တင်တယ်ဒါနင်တို့အတွက်အခွင့်အလမ်းတစ်ခုပဲဟာငါတို့တွေပြည်တွင်းထဲမှာနှစ်အကြာကြီးလှုပ်ခဲ့ပြီးတော့ပြည်တွင်းကလူထုအခြေပြုအဖွဲ့တွေနဲ့ငါတို့မဟာမိတ်တွေရှိတယ်
လှုပ်ရှားမှုတွေလည်းအများကြီးလုပ်ခဲ့ပြီးပြီ ဟုတ်တယ်ငါတို့တင်နာတွေပေးတယ်လူခွင့်ရေးအမျိုးသမီးခွင့်ရေးကလေးခွင့်ရေးအမျိုးသမီးနိုင်ငံရေးစွမ်းရည်မြင့်တင်ရေးနဲ့တခြားတင်နာတွေလည်းပေးခဲ့တယ်လေငါတို့တွေကပြည်တွင်းထဲမှာရှိတဲ့ငါတို့ရဲ့မဟာမိတ်တွေစီကနေအစီရင်ခံစာယူပြီးပြန်လည်ဖြန့်ဝေပေးတယ်ဘာလို့လဲဆိုတော့သူတို့လုံခြုံရေးကြောင့်သူတို့ကိုယ်တိုင်မလုပ်နိုင်ခဲ့ဘူးမြန်မာနိုင်ငံရဲ့မတူညီတဲ့ဒေသတွေမှာပြည်သူတွေရင်ဆိုင်နေရတဲ့ပြဿနာတွေကိုရှင်းပြဖို့အတွက်အစည်းအဝေးတွေဟောပြောပွဲတွေတက်ရောက်ခဲ့တယ်အခုလဲငါတို့လုပ်နေတော့မယ်နိုင်ငံခြားသားတွေကအရာရာအလုံးစင်ပြေနေပြီလို့ထင်ကောင်းထင်နိုင်တယ်ပြဿနာတွေဆက်ရှိနေသေးတယ်ဆိုတာကိုလည်းမေ့ကောင်းမေ့နိုင်တယ်လေ ဒါဆိုရင်နင်တို့ရဲ့ရုံးတွေနေဆက်ဒေသမှာဆက်ရှိဖို့လွန်နေသေးတာပေါ့ ဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့နတ်ဆက်ချေပြုတ်ဖွဲ့တွေကမြန်မာပြည်ပေါ်တိုးတက်ဖို့အတွက်လူခွင့်ရေးချုပ်ဖောက်မှုအစီရင်ခံစာကိုနိုင်ငံတကာကသိအောင်ဆက်လက်ဖြန့်ဝေပေးဖို့လိုအပ်တယ် အေးဟုတ်တယ် ရန်ကုန်အခြေစိုက်ကုလသမဂ္ဂအောက်ကအေဂျင်စီတွေလက်လံမမီနိုင်တဲ့ဒေသတွေမှာရွှေ့ပြောင်းခံရတဲ့လူထုတွေကိုကူညီဖို့အတွက်နေဆက်အခြေပြုအဖွဲ့အစည်းတွေကဆက်ရှိဖို့လိုနေတော့မယ် ပြီးတော့တကယ်လို့စစ်တပ်ကတိုက်ခိုက်မှုတွေလူခွင့်ရေးချုပ်ဖောက်မှုတွေဆက်လုပ်မယ်ဆိုရင်နေဆက်အဖွဲ့တွေကလှုပ်ရှားမှုတွေဆက်လုပ်နိုင်ဖို့အတွက်အရန်စနစ်လိုအပ်တယ် ဒါကြောင့်မို့လို့မြန်မာပြည်ပြောင်းလဲဖို့အတွက်နေဆအဖွဲ့တွေကိုလိုအပ်နေတော့ပဲနိုင်ငံတကာအလူရှင်တွေကလည်းနေဆအရှိပြုအဖွဲ့ကိုဆက်လက်ထောက်ပံ့ဖို့လိုအပ်တယ် ဒါဆိုငါတို့ဘာတွေဆက်လုပ်သင့်လဲ မြန်မာပြည်လူခွင့်ရေးနဲ့ဒီမိုကရေစီရရှိဖို့အတွက်ပြည်တွင်းပြည်ပမှာရှိတဲ့မတူညီတဲ့ဘ ഹു တုသားတွေအတွေ့အကြုံတွေဖလှယ်ပြီးဆက်လက်ပူးပေါင်းမယ်ဆိုရင်ပိုပြီးအကျိုးသက်ရောက်မှုရှိမယ်